ဟုတ်ကဲ့ပါကျွန်တော်ဒီဖုန်း setting ကြောင့်လားဆရာမတန်ကပဲဒီချင်းတီတူနေသေးလာတော့မိခွန်းတွေကဒီမတရားရတော့ကိုက်ရဒီလောက်ဆိုရလား တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အဓိကတော့လိုက်စာချီးစင်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ CB ပြောရေးဆိုခွင့်ရှိသူကိုရောင်းမောင်လုပ်ကလည်းဒီမီဒီယာပေါ်မှာတွင်ကြဲကြဲလေးပေါ့နော်တကယ်ကိုဟို ပြည်သူတွေတည်တင်တည်ထိုက်တာလေးကိုသူက sharing တော့လုပ်ပြီးသွားပြီပေါ့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီတွေ့ကြုံရတဲ့ case တွေနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ခုနပြောသလိုကျွန်တော်တို့ရဲ့တော်လှန်ရေးဟိုအရွေးကအောင်မြင်မှုတွေတော်တော်များများရရှိတဲ့အခါမှာဒီကျွန်တော်တို့ KIA KIO အနေနဲ့လည်းကျွန်တော်တို့ကိုတကယ်ကိုအတိမတ်ပြုတဲ့အနေနဲ့ကျွန်တော်တို့ခေါ်ရခြင်းဖြစ်တယ်ပြီးတာနဲ့သူ့ရဲ့နိုင်ငံရေးမျှော်မှန်းချက်တွေစီးရေးမျှော်မှန်းချက်တွေကိုလည်းကျွန်တော်တို့ CB ကိုလည်းလက်ခေါ်ခြင်းတယ်ပေါ့လေကျွန်တော်လည်းအခုတကွဆက်လက်ပြီးတော့ဒီတော်လှန်ရေးခီးစဉ်ကိုသွားခြင်းတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းကျွန်တော်ဆွေးနွေးလာခဲ့ကြတယ်ပေါ့လေစီးရေးနိုင်ငံရေးဟန်ချက်ညီညီတွားဖို့ဆိုတာကခုနပြောသလိုဒီ online ပေါ်မှာပဲမဟုတ်ပါနဲ့ကျွန်တော်တို့မကြာခင်မှာပေါ့လေနော်ကျွန်တော်တို့ CBN အနေနဲ့လည်းခုနပြောတဲ့ပြုပြင်ပြောင်းလဲမှုတွေကျွန်တော်တို့အနေနဲ့ရှေ့မှာလည်းကျွန်တော်ပြောပြသွားပါပြီပြုပြင်ပြောင်းလဲမှုတွေကျွန်တော်လုပ်မယ်ဆိုတာကတကယ်ကိုကျွန်တော်ခေါင်းဆောင်ပိုင်းဆိုင်ရာတွေတော်လောက်ကောင်းကျွန်တော်ရဲဘော်ရဲဖက်တွေမှာရှိတင်ရှိထိုက်တဲ့ကျင့်ဝတ်လေးတွေကိုလည်းကျွန်တော်တို့KIA KIO အကူအညီနဲ့ကျွန်တော်တို့တင်တန်းတွေတော်လောက်ကောင်းပေါ့နော်လေးလာစီဖူးတင်တဲ့အရာတွေကိုလည်းကျွန်တော်တို့လေးလာစီဖူးလို့ရအောင်ဒီတင်တန်းအခန်းကဏ္ဍတွေကိုလည်းကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်အဲ့ဒါကိုလည်းဟိုပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့အနေနဲ့ဒါကိုဆွေးနွေးခဲ့ကြတယ်လို့ပဲကျွန်တော်လည်းသုံးနှုန်းချင်တယ်ပေါ့လေသဘောတူတယ်ပါညာဆိုတာတက်ဆွေးနွေးခဲ့ကြပါတယ်ဆိုတော့ခုနဒီ KIA KIO ကတော့အားလုံးသိတဲ့အတိုင်းပါပဲတကယ်ကိုတော်လှန်ရေးဒီနယူးတော်လှန်ရေးမှာတကယ်ကိုအားထားရတဲ့လက်နက်ကိုင်အစုအဖွဲ့ဖြစ်ပါတယ်သူတို့အနေနဲ့တော်တော်များများဒီ NUG နဲ့လည်းတကယ်ကိုလက်တွေ့ကြနေပြင်ထိပေါ့လေဟိုလက်တွဲအလုပ်လုပ်နေတဲ့အစုအဖွဲ့ဖြစ်နေတဲ့အခါမှာသူတို့ရဲ့အဓိကတော့ကျွန်တော်တို့KIA ကိုသွားတဲ့အခါမှာဒီ CA တခုတည်းပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ CB တွေအနေနဲ့နောက်တစ်ချိန်ကျရင်အာမခံချက်ရှိတဲ့ပညာရေးတွေတော်လည်းကောင်းပေါ့လေကျွန်တော်ရဲ့ generation တွေကျွန်တော်အခုဟိုထင်းချုံနယ်မြေတွေမှာတော်တော်များများကတော့ကျောင်းတွေတက်ကြတယ်ပြီးတာနဲ့ပညာရေးစီးပွားကြတယ်ဒါပေမဲ့သူတို့ဒီအန်ယူဂျီရဲ့အတန်းတွေပြီးသွားရင်ဒီတိုင်းပဲကျွန်တော်ဆက်ထားကြမလားဆိုတာတွေလည်းရှိလာတဲ့အတွက်ကြောင့်ဒီကျွန်တော်ရဲ့ပြည်သူတွေမှာပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ကလေးသူငယ်တွေကိုဟိုအစိမင်းနီးပညာတွေတော်တော့အစိမင်းတဲ့ပညာရေးခန်းကဏ္ဍတွေကိုအာမခံချက်ရှိနိုင်အောင်ခုနရှိမှလည်းကျွန်တော်အများကြီးပြောသွားတယ်ပေါ့နော်အာမခံချက်ရှိတဲ့ကျွန်တော်ကိုယ့်ခြေထောက်ပေါ်ကိုရည်တည်နိုင်ရေးကိုလည်းကျွန်တော်ဒီအဓိကတော့ကို CB တခုထဲအနေနဲ့လုပ်လို့တော့မရပါဘူးဒီ KIA မှာကျွန်တော်တို့လေ့လာခဲ့ရတဲ့သူတို့လူကြီးတွေအနေနဲ့ကျွန်တော်တို့ကိုအကြံပေးခဲ့တာတွေတော်တော်ကောင်းသူတို့ဘက်ကလည်းကိုညီပေးနိုင်တဲ့အခန်းကဏ္ဍတွေကိုကျွန်တော်အနေနဲ့ပြောရခြင်းဖြစ်ပါတယ်ဆိုတော့ဒီကျောင်းသားမိဘတွေအနေနဲ့လည်းပေါ့နော်ကျွန်တော်တို့အချိန်ကျရင် CP မှာကျောင်းတွေပြပြီးတော့ဘာမှတကယ်ကိုယ့်သားသမီးတွေကျောင်းတက်ပြီးသွားတာလုံးဝကိုအရေးချင်းမရှိတဲ့ကလေးတွေကျွန်တော်အနေနဲ့ဒီ CB နယ်မြေမှာတော့မရှိစေချင်ဘူးပေါ့နော်ဆိုတော့တော့ဒီ KIA ခိမလိုက်စာခီးစင်တွေမှာလည်းကျွန်တော်တို့တကယ်ကို KIA ရဲ့ကိုပိုင်ကျောင်းတွေဒီတကယ်ကို college တွေကိုလည်းကျွန်တော်လေ့လာခဲ့ရပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့အာမခံချက်ရှိတဲ့ပညာရေး next generation တွေပေါ့လေ generation တွေကိုအာမခံချက်ရှိတဲ့ပညာရေးကိုလည်းကျွန်တော်တို့အနေနဲ့လိုက်စာပြည်စင်မှာဆွေးနွေးလာခဲ့ကြတယ်လေ့လာခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုမိဘပြည်သူတွေကိုပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမကြာခင်မှာပေါ့နော်မကြာခင်မှာဆိုတဲ့ဆိုတာကဘယ်လောက်အတိုင်းအတာထိကြာအောင်မလဲတော့မပြောတတ်ဘူးဒီချင်းညီနောင်အနေနဲ့နောက်ဆုံး line ဖြစ်တဲ့ဒီတည်တည်စစ်စင်ရေးတွေမှာလည်းကျွန်တော်တို့လက်တွဲလှုပ်ဆောင်ဖို့စီရေးရပေါ့နော်စီရေးရလက်တွဲပြီးတော့အလုပ်လုပ်ဖို့လည်းရှိပါတယ်ပေါ့နော် KIA နဲ့တော်လကောင်းပေါ့ဆိုတော့အဲ့ထဲမှာလူအားဖြစ်တော်လကောင်း
ဒီငွေရေးကြားဖြစ်တစ်ခုပေါ့လေနော်ပူပေါင်းပါဝင်ဖို့ရှိမယ်ဆိုတဲ့အကြောင်းလေးကိုဒီလက်စာခီးစင်မှာအတွေ့အကြုံပေါ့နော်သူတို့ဘက်ကလည်းတွေ့ဆုံဆွေးနွေးတဲ့ခါမှာဆွေးနွေးချက်လေးတွေဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော် NUG တွေနဲ့လည်းကျွန်တော်တို့NUG မှာတာဝန်ထမ်းဆောင်တဲ့ဒီကျွန်တော်ရဲ့တမရကြီးတွေတော့ ਨੇ တမရကြီးနဲ့တော့လည်းကောင်းဒီကာကွယ်ရေးဝန်ကြီးကျမရေးနဲ့ဒီအားကစားနဲ့ဒီဟိုနဲ့ဝန်ကြီးပေါ့နော်ဒေါက်တာဇော်ဝေဆိုးတဲ့လည်းကျွန်တော်တွေ့ဆုံတဲ့အခါမှာတော်တော်များများကိုကျွန်တော်တို့အရင်တော့က online ပေါ်ကနေပဲစကားပြောဖူးကြတယ် online ပေါ်ကနေပဲကျွန်တော်ရဲ့အခြေအနေကိုတင်ပြခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့face to face တကယ်ကိုကျွန်တော် CP ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါမှာကျွန်တော် NUG နဲ့ကျွန်တော်ရဲ့ CP တွေနဲ့တော့လည်းကောင်းပေါ့နော်တော်လိုင်းရဲ့အစုဖွဲ့ကြမှာဒီဆက်ဆံရေးပုံမကောင်းမွန်တဲ့ဆက်ဆံရေးကိုကျွန်တော်တိဆောက်ခဲ့ကြပါတယ်ဆိုတော့ရှေ့ဆက်ပြီးတော့ကျွန်တော်သွားမဲ့တော်လိုင်းရေးခီးစဉ်ကလည်းတကယ်ကိုအရင်တုန်းကအထက်ဟန်ချက်ညီညီပေါ့လေသွားနိုင်ဖို့လဲကျွန်တော် NUG နဲ့လည်းအများကြီးဆွေးနွေးခဲ့ကြပါတယ်ခုနပြောသလိုပညာရေးမှာတော်လကောင်းကျန်းမာရေးမှာတော်လကောင်းပေါ့လေကျွန်တော်အဓိကအနေနဲ့ CPA တွေအနေနဲ့စိုးရိမ်ရတာကဘာလဲဆိုတော့ကျွန်တော်မြေပြင်မှာရဲဘော်တွေအနေနဲ့ဒီနေ့ဒီချိန်ထိ2021ကနေစပြီးတော့ဒီနေ့ဒီချိန်ထိရှေ့တန်းသွားမယ်စစ်တိုက်မယ်အလုပ်လုပ်မယ်ဆိုရင်တော့ဘယ်သူမှဒီချိန်ထိကြောက်တဲ့လူမရှိပါဘူးတကယ်တိုင်းပြည်နယ်လူမျိုးတွေဒါပေမဲ့တခုစိုးရိမ်တာကဘာလဲဆိုတော့ကိုဒီအလုံးလုံးနေတဲ့တော်အတွင်းမှာမကြမ်းမာသွားတာတော့နှုတ်မလဲကိုလည်းခြေလက်အင်္ဂါဆုံးရှုံးသွားတာတော့ဒီဟာတခုကိုကြုံတွေ့တဲ့အခါမှာကျွန်တော်သူတို့ဒဏ်ရာရရဲဘော်တွေတကယ်ပဲကျွန်တော် CB အနေနဲ့တော်တော့ကောင်းပေါ့ဒါကိုယ့်ရဲ့ data မှာရှိတဲ့အစုဖွဲ့အနေနဲ့တော်တော့ကောင်းတကယ်ကိုပြပြဝအလုံးဝကိုအမခံချက်ရှိတဲ့ထောက်ပံ့ကူညီမှုတွေတော်တော့ကောင်းပံ့ပိုးမှုတွေကမရှိနိုင်ဘူးဒီအဲ့ဒီအကြောင်းအရာလေးတွေကိုလည်းဒီကျွန်တော်ဒေါက်တာဇဝေဆိုးနေလည်းကောင်းမွန်ဆွေးနွေးခဲ့ကြတယ်ပေါ့လေတကယ်ကိုဒီစစ်စင်ရေးတွေမှာလိုအပ်တဲ့ဆေးဝါးကုသမှုတွေတော်လည်းကောင်းစစ်စင်ရေးပြီးသွားတဲ့အခါမှာဒီတန်ရရရဲဘော်တွေအတွက်အမခံချက်တစ်ခုပေါ့ဒါကျွန်တော်တို့ဘယ်လောက်ထိပူပေါင်းဆောင်ရွက်လို့ရမလဲဆိုတဲ့အတိုင်းအတာလေးတွေကိုလည်းကျွန်တော်တို့ပြောခဲ့ကြတယ်ပေါ့လေဆိုတော့တော်တော်လေးကောင်းပါတယ်ဖျားကျေးဇူးတော်ကြောင့်ကျွန်တော်တို့တကယ်ပဲမချင်းထားပဲနဲ့ပေါ့လေသူတို့အညူချီခီးစင်ကလည်းအမှရောက်နေတဲ့အခါမှာတွေ့ဆုံခဲ့ကြတယ်ဆိုတော့တမရချီကလည်းကျွန်တော်တို့ချင်းပြည်နယ်ပတ်သက်ပြီးတော့စီလုံးရေးကိုလည်းအထူးသဖြင့်မှာချခဲ့တယ်ပေါ့လေဒီဟာကတော့ချင်းမျိုးသားလုံးနဲ့တက်ဆိုင်တဲ့အရေးဖြစ်တဲ့အတွက်ကြောင့်စီလုံးဖို့ဆိုတော့တစုတစည်းထဲနဲ့ကျွန်တော်တို့အလုံးလုံးနိုင်မယ်ဆိုရင်တော့ပုံမကောင်းမွန်တဲ့ဒီချင်းနိုင်ငံရေးလဲကျွန်တော်ပုံဖော်နိုင်မယ်ပေါ့လေဆိုတဲ့အကြောင်းလေးတွေကိုလည်းပြောခဲ့ပါတယ်ပြီးတာနဲ့နောက်ဆုံးဒီကာကွယ်ရေးဝန်ကြီးနဲ့ပြောခဲ့တဲ့အခါမှာဗာလဲဆိုတော့ဒီစီယာတွေမှာအရင်တုန်းကထက်ပုံမအားကောင်းတဲ့ဒီဆက်ဆံရေးတွေပေါ့နော်ဒီအရင်တော့ဆိုရင်တော့ online ပေါ်ကနေပဲဒီလိုတွေ့ဆုံကြတယ်ဒါပေမဲ့အခု NUG အနေနဲ့လည်းပြင်ဆင်ထားတာအများကြီးတွေ့ကြမှာပါမြေပြင်မှာလက်တွေ့ကြအလုပ်လုပ်ဆောင်ဖို့ပေါ့နော်ဆိုတော့အဲ့လိုအလုပ်လုပ်ဆောင်ဖို့ဆိုရင်ကျွန်တော်တို့တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့အရင်ကထက်ပုံပြီးတော့ဟန်ချက်ညီညီလက်တွေ့ကြပြီးတော့အလုပ်လုပ်ဖို့ရှိပါမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့အတူချုံလေးဒီလိုက်စာခီးစီမှာရခဲ့တဲ့အတွေ့အကြုံတွေတော်လကောင်းဒီမျောလင်းချက်တွေတော်လကောင်းပေါ့နော်ဒီဟာကိုပြည်သူတွေစမှာချပြချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်